အခုနာမည်နဲ့ဘယ်မျိုးနေရဆိုတာလေးမိတ်ဆက်ပေးပါဦးရှင် ကျွန်တော်နာမည်ကဘူဘူကျော်ခင်ဗျကျွန်တော်ကတောင်းကလာမြို့နယ်တွေကဟန်စာအင်ဂျင်နီယာတွေဟုတ်ကဲ့အခု MCG ကနေပြီးတော့ MCG နဲ့ချီကိုအဲကုန်းတွေကို6လအတွင်းမှာအလုံး30ပြည့်အောင်တက်ဆင်လို့ရှိရင်ဒီလိုမျိုးနိုင်ငံခြားခီးစဉ်ကိုစီစဉ်ပေးထားတဲ့အပေါ် MCG ကုန်းတွေကိုအခုအနေနဲ့ဘာပြောချင်ပါသလဲရှင်ဘာပြောချင်လဲဆိုတော့အများကြီးကျေးဇူးတင်တယ်ပေါ့နော်အခုလိုမျိုးဘယ်လိုခေါ်မလဲ MCG brand ကိုအလုံး30ပြည့်လို့ရှိရင်ဒီလိုမျိုးခီးစဉ်ထွက်နိုင်အောင် installer တွေကိုစီစဉ်ပေးတာဖြစ်တဲ့အတွက်installer ဆိုတာတကယ်တမ်းဒီလိုခီးစဉ်မျိုးသွားဖို့ဆိုတာမလွယ်ဘူးလေအဲ့တော့ဒီ installer တွေကိုဒီလိုမျိုးခီးစဉ်စီစဉ်ပေးတဲ့အတွက်MCG ကိုလည်းကျေးဇူးတင်တယ်ပေါ့နော်နောက်လည်းဒီလိုမျိုး installer တွေအတွက်ကိုခီးစဉ်တွေအများကြီးလဲစီစဉ်ပေးနိုင်ပါစီလို့ဆုတောင်းနေပေါ့စီစဉ်ပေးပါပေါ့ဟုတ်ကဲ့အခုနောက်ထပ်မေးခွန်းတစ်ခုကကြတော့ဒီ technician ခရီးစဉ်မှာကိုရဲ့technician ပေါင်းအယောက်200ကျော်တောင်ပါတာအဲ့တော့ဒီလိုမျိုးဝါသနာတူညီအကိုတွေနဲ့အတူတူဆုံတွေ့ရတော့အကိုဘယ်လိုခံစားရပါသလဲရှင်ဝမ်းသာပါတယ်ပေါ့အခုလိုမျိုးဝါသနာတူတွေဝါသနာတူလုပ်ငန်းတူပေါ့ဝါသနာတူလုပ်ငန်းတူတွေအကုန်လုံးဒါတွေကမျိုးတွေကွာပေမဲ့အကုန်လုံးကဒါနီးနီးလေးပဲလေအကုန်လုံးဒီလိုချိန်မျိုးမှာတကြီးတဲ့အတူတကောကဒီလိုမျိုးခီးထွက်ရတာဆိုတော့ကျွန်တော်တို့အနေနဲ့လည်းဝမ်းသာတယ်ပေါ့ကျွန်တော်တို့ဝမ်းသာတာကိုတွေ့တဲ့အတွက်လည်း MCG ကလည်း PT ဖြစ်မယ်လို့ကျွန်တော်တို့ထင်တယ်ပေါ့ဟုတ်ကဲ့ကျေးဇူးပါဟုတ်ကဲ့ဟုတ်ကျေးဇူးတင်ပါတယ်